ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကဒိုင်အိုအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ဒိုင်အိုအကြောင်းမလေ့လာခင်မှာကျွန်တော်တို့ကဝါယာတိုင်းမိတ်ဆက်သင်ခန်းစာကဒီပုံလေးကိုတစ်ချက်လေးပြန်ကြည့်မှာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က coin လောက်ကနေပြီးတော့ရရှိလာတဲ့လျှက်စစ်ဓာတ်အားတွေကိုကျွန်တော်တို့ကဆိုင်ကယ်မှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့အသုံးချတယ်လို့ကျွန်တော်တို့ပြောခဲ့တာဖြစ်ပါတယ်နော်ဘယ်ပိုင်းနေလဲဆိုရင် ignition ဘိုင်းဖြစ်တဲ့ဆက်နိုးရန်ဘိုင်းနဲ့အားသွင်းရတဲ့မီလီယံဖြစ်တယ်ကျွန်တော်တို့ like and charging ဘိုင်းမှာဖြစ်ပါတယ်နော်။ဒါအောင်ဆိုတာတော့ like and charging ဘိုင်းမှာရှိတာဖြစ်ပါတယ်။ဒီ coin လောက်ကနေပြီးတော့ထွက်လာတဲ့ like coin ကျိုးနှစ်စနဲ့သူကတွဲဖက်ပြီးတော့လုံးမှာဖြစ်ပါတယ်။ဒီပစ္စည်းတွေကတော့ကျွန်တော်တို့ diode တွေပဲဖြစ်ပါတယ်။ဒီ diode တွေကဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်တွေကိုလုပ်ပေးလဲဆိုရင်လည်းနော် cycle diode rectifier များတဲ့ဘယ်ဒီအားသွင်းရန် AC ဖို့အားမှ DC ဖို့အားတို့ပြောင်းလဲပေးခြင်းနဲ့ဖို့အားထိန်းချုပ်ခြင်းများကိုလှုပ်ဆောင်ပေးပါတယ်တဲ့နော်ကျွန်တော်တို့ဒီ diode တွေဆိုလို့ရှိရင်ဒီ diode တွေဆိုလို့ရှိရင်ကျွန်တော်တို့ light wire ကနေပြီးတော့ပေးပို့လိုက်တဲ့လျှက်စစ်ဓာတ်အား AC တွေကိုကျွန်တော်လက်ခံရရှိမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ diode ဟာအဲ့ဒီ AC လျှက်စစ်ဓာတ်အားတွေကိုကျွန်တော်တို့ DC လျှက်စစ်ဓာတ်အားအဖြစ်ကိုပြောင်းလဲပေးပြီးတော့ဖို့အားတွေကိုလည်းထိန်းချုပ်ပေးပြီးတော့ကျွန်တော်တို့ဘယ်ဒီအားသွင်းခြင်းလုပ်ငန်းနဲ့ဆိုင်ကယ်ရဲ့ရှေ့မီးနောက်မီးတွေလင်းဖို့အတွက်လုပ်ငန်းတွေကိုလှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်နော်။diodeတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က socket diode နဲ့ကြိုး diode နဲ့ဆိုပြီးပုံစံ2မျိုးနဲ့လာတယ်ပေါ့နော်။ဒီကြိုး diode တွေမှာဆိုရင်တော့ကျွန်တော်တို့ကကိစ္စမရှိဘူးပေါ့နော်။ဒီကြိုးအယောင်လေးတွေကိုကြည့်ပြီးတော့တွဲဆက်လိုက်လို့ရှိရင်ကျွန်တော်တို့ရပြီဖြစ်ပါတယ်။ကျွန်တော်တို့ဒီ socket diode မှာဆိုရင်တော့ကျွန်တော်တို့ကဒီ socket ရဲ့ဒီငုတ်ကလေးတွေကိုကျွန်တော်တို့ကဘယ်ကြိုးတွေဝင်မလဲဆိုတာကိုကျွန်တော်တို့သိထားမှာဖြစ်ပါတယ်နော်။တကယ်တမ်းကျတော့ကျွန်တော်ဒီ diode တွေထဲမှာဆိုရင်ကျွန်တော်တို့ circuit လေးတွေရှိတာဖြစ်ပါတယ်။အဲ့ဒီ circuit လေးတွေကပဲတကယ်တမ်းအလုံးလုံးသွားတာဖြစ်ပါတယ်။ဒီငုတ်ကလေးတွေကလည်းအဲ့ဒီ circuit ကနေပြီးတော့ထွက်လာတဲ့ငုတ်ကလေးတွေပဲဖြစ်ပါတယ်။ဒီကြိုးတွေကဆိုလည်းအတူတူပဲပေါ့နော်။ဒီ circuit ကနေပြီးတော့ထွက်လာတဲ့ကြိုးတွေပဲဖြစ်ပါတယ်။ဒီ diode အထက်ထဲမှာရှိတဲ့ circuit လေးတွေထဲမှာဆိုလို့ရှိရင် PN junction diode နော်နောက်တစ်ခါ voltage regulator နောက်တစ်ခါတခြားပေါ့နော် electric component လေးတွေလည်းပါဝင်ပြီးတော့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ diode ရဲ့အလုံးလုံးပုံကိုကျွန်တော်တို့လေ့လာတဲ့အခါမှာပို့ပြီးတော့လွယ်ကူစေဖို့အတွက်အဲ့ဒီ electric component လေးတွေရဲ့အလုံးလုံးပုံအကျဉ်းမြင့်လေးတွေကိုကျွန်တော်တို့ကသိထားဖို့လိုတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီသင်ခန်းစာမှာအဲ့ဒီ electric component လေးတွေရဲ့အလုံးလုံးပုံလေးတွေကိုကကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီဆိုင်ကယ် diode တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ PN junction လို့ခေါ်တဲ့ diode သေးသေးလေးတွေကိုထည့်သွင်းပြီးတော့ကျွန်တော်တို့ဒီ circuit ထဲမှာဖွဲ့စည်းထားတာအဲ့ဒီ PN junction လေးတွေကဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးအတိုင်းပဲဖြစ်ပါတယ်နော်ဒီပုံလေးကလိုပုံစံမျိုးလေးဖြစ်ပါတယ်သူကဆိုလို့ရှိရင်ဒီမှာတက်ခဲပုံစံလေးရှိမယ်ပေါ့နော်တက်ခဲပုံစံလေးရှိမယ်ဒီကနေအစတစားထွက်မယ်ဒီကနေအစတစားထွက်မယ်ပေါ့နော်ကျွန်တော်တို့ဒီအစလေးတွေနဲ့ကျွန်တော်တို့ဒီလျှက်စစ်ပတ်လည်နဲ့တွဲဆက်လိုက်ရမှာပေါ့နော်တွဲဆက်လိုက်လို့ရှိရင်ကျွန်တော်ဒီထဲကနေလျှက်စစ်စီးနိုင်တာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီတက်ခဲလိုပုံစံလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပေါင်းနဲ့အနှုံနဲ့ဆိုပြီးအပိုင်းလေးရှိတာဖြစ်ပါတယ်နော်ကျွန်တော်တို့ကအပေါင်းဘက်ကိုကျွန်တော်တို့က positive ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ P လို့ခေါ်လိုက်တာဖြစ်ပါတယ်နော်ဒီအနှုတ်ဘက်ကိုကျွန်တော်တို့ negative ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ N လို့ခေါ်လိုက်တာဖြစ်ပါတယ်ဒီမှာဒီလိုမျိုး P နဲ့ N နဲ့ကိုဆက်ထားတဲ့သဘောလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို PN junction လို့ခေါ်တာပဲဖြစ်ပါတယ်နော်ဒီ PN junction diode ကိုဖြတ်တန်းပြီးတော့ကျွန်တော်တို့လျှက်စစ်စီးနိုင်တာပဲဖြစ်ပါတယ်လျှက်စစ်စီးရဲ့အခါမှာသူကဘယ်လိုမျိုးစီးလဲဆိုလို့ရှိရင်သူကဒီ P positive ဘက်ကနေပြီးတော့ကျွန်တော်တို့ negative ဘက်ကိုစီးဆင်းလို့ရတာမျိုးဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီငုတ်ကလေးကိုဒီဘက်ကအပေါင်းဘက်ကထွက်လာတဲ့ငုတ်ကလေးကိုကျွန်တော်တို့လျှက်စစ်ဓာတ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်အနှုတ်ဘက်ကနေပြီးတော့ပြန်ထုတ်ပေးမှာဖြစ်ပါတယ်နော်ဒါပေမဲ့လို့ကျွန်တော်တို့ကဒီအနှုတ်ဘက်ကနေပြီးတော့လျှက်စစ်ဓာတ်ကိုပြန်ပေးလိုက်မယ်ဆိုရင်တော့ဒီ positive ဘက်ကိုကျွန်တော်တို့ပြန်ထွက်တော့မှာမဟုတ်ပါဘူးနော်သူကအဲ့ဒီသဘောမျိုးနဲ့အလုံးလုံးတာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီဘက်ကနေပြီးတော့ဒီ positive ဘက်ကနေပြီးတော့ကျွန်တော်တို့ကထည့်ပေးလိုက်တဲ့လျှက်စစ်ဓာတ်အားပေါ့နော်အဲ့ဒီလျှက်စစ်ဓာတ်အားကဒီ diode လေးတွေကိုကျွန်တော်ဖြတ်တန်းပြီးတော့စီးဆင်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ပြန်ထွက်လာတဲ့အခါမှာသူကဘိုးအားတွေကိုနှုတ်ယူထားတဲ့သဘောရှိပါတယ်နော်ဒီ PN junction ဆိုတဲ့ diode လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 0.7 volt ကိုသူကနှုတ်ယူလိုက်တာဖြစ်ပါတယ်ဥပမာဒီဘက်ကနေပြီးတော့5 volt ပို့လိုက်မယ်ဆိုရင်ဒီဘက်ကို 4.3 volt ပဲရောက်မှာဖြစ်ပါတယ်နော်ကျွန်တော်ဒီလိုမျိုး PN junction လိုမျိုး diode ကိုပဲကျွန်တော် Zener diode ဆိုတာမျိုးလည်းရှိပါတယ်နော်အဲ့ဒီဥစ္စာမျိုးကလည်းသူကတစ်မျိုးလုံးတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်လျှက်စစ်သမားလေးဆိုရင်တော့ပို့ပြီးတော့
သိမှာဖြစ်ပါတယ်နော်ဒါပေမဲ့သူတို့ကလုံးပုံကြီးခက်စင်စင်လေးတွေတူပြီးတော့အနှဲငယ်လေးတွေပဲကွာခြားသွားတာဖြစ်ပါတယ် PN junction လေးတွေကိုဒီစံငယ်တိုင်းအုပ်ထဲကစာကစ်လေးတွေမှာထည့်သွင်းပြီးအသုံးပြုထားတာဖြစ်ပါတယ်ဒီ PN junction လေးတွေကိုကျွန်တော်တို့ကလျှက်စစ်နဲ့ပတ်သက်လို့ရှိရင်ဘယ်နေရာမှာအသုံးပြုလဲဆိုလို့ရှိရင် AC လျှက်စစ်အားနေပြီးတော့ကျွန်တော် DC လျှက်စစ်အားကိုပြောင်းလဲတဲ့အခါမှာဒီ PN junction လေးတွေကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က AC ဆိုတာဘာလဲ DC ဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်တို့သိထားမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့က AC လျှက်စစ်နဲ့ DC လျှက်စစ်နဲ့ကိုလည်းကျွန်တော်တို့ကလေ့လာသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ AC လျှက်စစ်ကိုလေ့လာမှာပဲဖြစ်ပါတယ် AC လျှက်စစ်အားဆိုလို့ရှိရင်ကျွန်တော်တို့ coin တို့တွေ AC generator တွေကနေပြီးရရှိတာဖြစ်ပါတယ်ဆိုင်ကယ်မှာဆိုလို့ရှိရင်ကျွန်တော်အနည်းဆက်ဆုံးပြောရမယ်ဆိုဆိုင်ကယ်မှာတက်ဆင်ထားတဲ့ coin တို့ဆိုတာက AC generator ပဲဖြစ်ပါတယ်နော်ဒီပုံလေးရဆိုလို့ရှိရင်ကျွန်တော်တို့ AC generator ပုံအကျဉ်းမြင့်လေးပေါ့နော် AC generator တွေကဆိုလို့ရှိရင်ကျွန်တော်တို့ coin ပတ်ထားတယ်ပြီးလို့ရှိရင်သူတို့ကတန်လိုက်နဲ့တွဲပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ်နော်အဲ့ဒီခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီကောင်လေးကိုကျွန်တော်တို့တန်လိုက်လို့သဘောထားလိုက်မှာဖြစ်ပါတယ်တန်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ရိုးဆုံးနှစ်ဖက်ရှိမယ်ပေါ့နော်ကျွန်တော်တို့ကဒီအနီအောင်လေးနဲ့လောက်ထားတာကတော့ဒါ coin တို့ပတ်ထားတဲ့သဘောလေးကိုကျွန်တော်ဆွဲထားတာဖြစ်ပါတယ်ပေါ့နော်တန်လိုက်လဲတဲ့အခါမှာတန်လိုက်ဆက်ပွင့်လေးတွေနဲ့ဒီ coin တို့တွေနဲ့ပေါ့နော်တွဲပြီးတော့အလုံးလုံးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီတန်လိုက်မှာဆိုလို့ကျွန်တော်တို့ဒီ N ဆိုတဲ့ဝင်ရိုးဆုံးလေးကကျွန်တော်လျှက်စစ်ထွက်တယ်လို့ကျွန်တော်တို့သဘောထားလိုက်မှာဖြစ်ပါတယ်နော်အဲ့ဒီခါမှာတော့ကျွန်တော်တို့ကဒီမှာတန်လိုက်ကနေပြီးတော့စပြီးတော့လဲတဲ့အခါမှာကျွန်တော်တို့ဒီလိုမျိုးလေးပေါ့နော်လေပါဖြည်းဖြည်းချင်းပြလို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးလဲမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီလိုမျိုးအနေထားကတော့ကျွန်တော်လျှက်စစ်မထွက်တဲ့အနေထားပေါ့နော်တန်လိုက်ကရက်တန့်နေတယ်ဆိုတဲ့အနေထားဖြစ်ပါတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကနေပြီးဒီလိုတန်လိုက်လေးလဲသွားလို့ရှိရင်ဒီ N ဆိုတဲ့ဝင်ရိုးစုံလေးကနေပြီးတော့ကျွန်တော်လျှက်စစ်ထွက်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ N နဲ့ဒီ coin တော့နဲ့နီးအနီးဆက်သွားတဲ့အနေထားပေါ့နော်ဒီလိုမျိုးနီးဆက်သွားတဲ့အနေထားလေးမှာဆိုလို့ရှိရင်ဒီဘက်ကနေပြီးကျွန်တော်လျှက်စစ်ထွက်လာမှာဖြစ်ပါတယ်နော်အဲ့လျှက်စစ်ကကျွန်တော်တို့ဒီမှာဒီလိုနေထားဆိုလို့ရှိရင်0ဘိုးပေါ့နော်0ဘိုးကနေပြီးဒီလိုမျိုးထွက်လာမှာဖြစ်ပါတယ်ထွက်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးတန်လိုက်ကလဲရင်းနဲ့ကျွန်တော်တို့ဒီနေရာနဲ့ဒီ N ဆိုတဲ့ဝင်ရိုးစုံလေးနဲ့တဲ့သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ coin တို့တွေကနေပြီးထုတ်ပေးနိုင်တဲ့ကျွန်တော်တို့လျှက်စစ်ဓာတ်ဘိုးပေါ့နော်လျှက်စစ်ဘိုးကျွန်တော်တို့အမြင့်ဆုံးကိုကျွန်တော်တို့ဒီအနေထားနေပြီးထုတ်ပေးမှာဖြစ်ပါတယ်နော်ပြီးရင်တော့သူကဒီတန်လိုက်ကဒီလိုဆက်လဲနေမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလျှက်စစ်ဓာတ်လေးကကျွန်တော်တို့ဒီတန်လိုက်နဲ့ဒီနေရာလေးနဲ့ကျွန်တော်ဝေးကွာသွားတဲ့အခါမှာကျွန်တော်တို့ဘိုးအားလေးပြန်ပြီးရော့လာမှာဖြစ်ပါတယ်နော်ရော့လာမှာဖြစ်ပြီးတော့ဒီလိုနေထားရရင်တော့ဘိုးအားက0ဘက်ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်နော်ဥပမာဒီလိုမျိုးလဲရင်းနဲ့ဒီလိုမျိုးလဲရင်းနဲ့ဒီလိုမျိုး coin လုံးနဲ့နီးစပ်သွားတဲ့အချိန်ကြလို့ရှိရင်ဒီမှာ A ဆိုတဲ့ဘက်ကနေပြီးတော့ကျွန်တော်လျှက်စစ်ဓာတ်ထွက်လာမှာဖြစ်ပါတယ်နော်အဲ့လျှက်စစ်ဓာတ်ကဒီတော့ဒီဘက်ကနေပြီးတော့ကျွန်တော်ဒီလိုမျိုးစီးဆင်းသွားမှာဖြစ်ပါတယ်နော်တခါကကျွန်တော်တို့ကတန်လိုက်ကလဲနဲ့ဒီဘက်ကိုပြန်ရောက်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဒီလိုမျိုးပြန်ပြီးတော့စီးဆင်းမှာပဲဖြစ်ပါတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ကဟိုဘက်ဒီဘက်စီးဆင်းနေမှာဖြစ်ပါတယ်ဟိုဘက်ဒီဘက်စီးဆင်းနေမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ဒီ A ဘက်ကနေပြီးတော့စီးဆင်းတဲ့အခါမှာ A ဟာအပေါင်းဖြစ်နေမှာဖြစ်ပါတယ်နော် B ဟာတော့အနှုတ်ဖြစ်နေမှာဖြစ်ပါတယ်တခါကျွန်တော်တို့ B ဘက်ကနေပြီးတော့ပြန်ပြီးတော့စီးဆင်းတဲ့အခါမှာတော့ B ဟာအပေါင်းဖြစ်ပြီးတော့ A ဟာအနှုတ်ဖြစ်သွားမှာဖြစ်ပါတယ်နော် AC လျှက်စစ်ဓာတ်အားကကျွန်တော်အဲ့လိုမျိုးစီးဆင်းတာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီပုံလေးနဲ့ကြည့်အောင်ပေါ့နော်ဒီပုံလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုနေထားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအလဲကောင်မြင်းတန်းလေးပေါ့နော်ဒီအလဲကောင်မြင်းတန်းလေးရဆိုလို့ရှိရင်ကျွန်တော်0ဘိုးရဲ့မြင်းတန်းလေးပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ကတန်လိုက်အောင်ကျွန်တော်တို့ဒီဘက်ကိုလဲသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ A ဘက်ကိုကျွန်တော်တို့ဘိုးအားလေးတွေထွက်လာမှာဖြစ်ပါတယ်နော်ဒီ A ဘက်ကနေပြီးတော့ဘိုးအားလေးတွေထွက်လာမှာဖြစ်ပါတယ်ဥပမာဒီ coin တော့ကအမြင့်ဆုံးကကျွန်တော်တန်းဖို့ထုတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအနေထားဖြစ်သွားတဲ့အခါမှာတော့ကျွန်တော်တို့အဲ့ A ရဲ့ A ဘက်ကနေပြီးတော့ကျွန်တော်တို့အများဆုံးထုတ်ပေးနိုင်တဲ့ဘိုးအားတန်းဖို့ကိုသူကထုတ်ပေးမှာဖြစ်ပါတယ်နော်ထုတ်ပေးမှာဖြစ်ပြီးတော့ဒီလိုမျိုးပြန်ကျသွားတဲ့အခါမှာတော့သူကတဖြည်းဖြည်းနဲ့ကျလာမှာဖြစ်ပါတယ်ဘိုးအားလေးကျလာမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီမှာ0ထိပြန်ရောက်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီဘက် B ဘက်ကိုလျှက်စစ်ပြန်ထွက်တဲ့အခါမှာတော့ကျွန်တော်တို့ဒီဘက်ဒီ A ဘက်ကထွက်တဲ့ပုံစံလေးတိုင်းပဲကျွန်တော်တို့ဒီလိုလေးပြန်ထွက်လာမှာဖြစ်ပါတယ်နော်သူကလည်းဒီလိုမျိုးတန်လိုက်ကဒီလိုလဲနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူလည်းဒီဘက်ကဖိုးအားလေးတွေကပြန်ပြီးတော့ကျသွားမှာဖြစ်ပါတယ်0ပြန်ရောက်သွားမယ်ပေါ့နော်လှိုင်းတုံလေးတွေပုံစံမျိုးကျွန်တော်တို့လျှက်စစ်ဓာတ်အားကကျွန်တော်ထွက်နေမှာဖြစ်ပါတယ်
နော်ဒီကတော့လျှက်စစ်ဓာတ်အားထွက်နေမှာဖြစ်ပါတယ်အဲ့လိုမျိုးထွက်တဲ့အခါမှာကျွန်တော်တို့ကဒီ A ဘက်ကလျှက်စစ်ထွက်တဲ့အခါမှာ A ဘက်ကအပေါင်းဖြစ်နေမှာဖြစ်ပြီးတော့ B ဘက်ကတော့အနှုတ်ဖြစ်သွားမှာဖြစ်ပါတယ် B ဘက်ကအပေါင်းထွက်တဲ့အခါမှာ A ဘက်ကတော့အနှုတ်ဖြစ်သွားမှာဖြစ်ပါတယ်နော်အဲ့သဘောမျိုးဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ကလျှက်စစ်ဓာတ်အားကကြောင့်ဝါယာရိုးထဲမှာဘယ်လိုရှိနေမလဲဆိုရင်ဒီမှာကျွန်တော်တို့ A နဲ့ B နဲ့ပေါ့နော်ဒီ A နဲ့ B နဲ့ကကျွန်တော်တို့ဒီမှာအမှတ်လေးနှစ်ခုဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့ဒီဝါယာရိုးတဲ့ကို A ဘက်ကနေလည်းစီးဆင်းမယ်ကျွန်တော် B ဘက်ကနေလည်းစီးဆင်းမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးစီးဆင်းနေတာကိုကျွန်တော်တို့က AC လျှက်စစ်ဓာတ်အားလို့ခေါ်တာဖြစ်ပါတယ်ဟိုက DC လျှက်စစ်ဓာတ်အားဆိုရင်တော့ battery O တို့ဓာတ်ခဲတို့ကနေပြီးရရှိတဲ့လျှက်စစ်ဓာတ်အားမျိုးဖြစ်ပါတယ်သူတို့မှာတော့ကျွန်တော်တို့အဲ့လိုမျိုး A နဲ့ B နဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးဟိုဘက်ဒီဘက်စီးဆင်းတာမျိုးမဟုတ်ဘဲနဲ့သူကအပေါင်းဆိုလို့ရှိရင်အပေါင်းဘက်ကနေပဲသူကစီးဆင်းတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘယ်ဒီယိုတို့ဓာတ်ခဲတို့မှာဆိုလို့ရှိရင်အပေါင်းနဲ့နှုတ်နဲ့ဆိုပြီးတတ်မှတ်လာတာဖြစ်ပါတယ်အပေါင်းဘက်ကကျွန်တော်တို့ A လို့သဘောထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ A ဘက်ကနေပြီးတော့ပဲကျွန်တော်တို့ B ဘက်ကိုအမြဲတမ်းပဲစီးဆင်းနေတာဖြစ်ပါတယ်ဒီ B ဘက်ကနေပြီးတော့ A ဘက်ကိုသူကလုံးဝပြန်ပြီးတော့မစီးဆင်းပါဘူးအဲ့လိုမျိုးကိုကျွန်တော်တို့က DC လျှက်စစ်ဓာတ်အားလို့ခေါ်တာပဲဖြစ်ပါတယ်နော်ဒီဘက်ပုံထဲမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာဒီ battery ကိုဒီဓာတ်ခဲကနေပြီးတော့ကျွန်တော်တို့တွဲဖို့ထုတ်ပေးတယ်ဆိုလို့ရှိရင်ဒီမှာ A ဘက်မှာပဲသူကတွဲဖို့ငြိမ်ပြီးတော့သူကထွက်နေမှာဖြစ်ပါတယ်နော် AC ကနေပြီးတော့ DC ကိုပြောင်းလဲတဲ့အခါမှာဆိုလို့ရှိရင်ဒီ PN junction ဆိုတဲ့ diode လေးတစ်လုံးကိုကျွန်တော်တို့ဒီလျှက်စစ်ပတ်လမ်းတွေတွေကိုကျွန်တော်ထည့်လိုက်ရမှာဖြစ်ပါတယ်သူကAC ကနေပြီးတော့ DC ကိုပြောင်းလဲတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူ့ရဲ့မူရင်းလျှက်စစ်ကကျွန်တော်တို့ AC လျှက်စစ်ဖြစ်မှာဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဒီလိုတန်လိုက်နဲ့လဲလို့ရှိရင်ကျွန်တော်တို့ဒီမှာ A ဘက်ကနေလည်းလျှက်စစ်ကထွက်လာမယ် B ဘက်ကနေလည်းလျှက်စစ်ကထွက်လာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့ဒီခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကPN junction လေးကိုကျွန်တော်တို့ကဒီလျှက်စစ်ပတ်လမ်းထဲမှာကျွန်တော်ထည့်လိုက်မှာဖြစ်ပါတယ်ထည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဥပမာဒီမှာပေါ့နော် A ဘက်ကနေပြီးတော့လျှက်စစ်ဓာတ်ထွက်မဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီဘက်ကနေပြီးလျှက်စစ်ကထွက်လာမှာဖြစ်ပါတယ်ထွက်လာပြီးတော့ကျွန်တော်တို့ဒီလိုမျိုးဝင်သွားမှာဖြစ်ပါတယ်ဝင်သွားတဲ့အခါမှာတော့ကျွန်တော်တို့က A ဘက်ကနေပြီးတော့ထွက်လာတဲ့လျှက်စစ်ဓာတ်ကကျွန်တော်တို့ဒီမှာ PN junction ရဲ့အပေါင်းဘက်ကိုအရင်ဆုံးဝင်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာအနှုတ်ဘက်ကနေပြန်ထွက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီပုံစံသဘောမျိုးဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့လျှက်စစ်ဓာတ်ဝင်လာမယ်ပြီးရင်တော့ဒီဘက်ကနေပြန်ထွက်သွားမှာဖြစ်ပါတယ်အဲ့လိုမျိုးပြန်ထွက်သွားပြီးတော့တခါကျွန်တော်တို့ဒီတန်လိုက်ကလင်းရင်းနဲ့ကျွန်တော်တို့ကဒီ B ဘက်ကိုရောက်လာတယ်ဆိုလို့ရှိရင် B ဘက်ကနေပြီးတော့တခါကျွန်တော်လျှက်စစ်ကပြန်ထွက်မှာဖြစ်ပါတယ်အဲ့လိုမျိုးထွက်တဲ့အခါကျရင်တော့ကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ထွက်တဲ့အခါကျရင်တော့ကျွန်တော်တို့ဒီမှာဒီ PN junction ရဲ့ကျွန်တော်တို့ negative နေရာလေးကိုရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်လျှက်စစ်ဓာတ်အားရက်တန်လာမှာဖြစ်ပါတယ်ဒီဘက်ကိုကျွန်တော်တို့ပြန်ထွက်လာမှာမဟုတ်တော့ပါဘူးเนาะဒီလိုပုံစံမျိုးပေါ့เนาะဒီဘက်ကနေပြီးအနှုတ်ဘက်ကနေပြီးတော့ဘိုးအားပေးလိုက်ပြီးမြဲအပေါင်းဘက်ကိုပြန်ထွက်လာတာမျိုးမရှိတော့ပါဘူးเนาะဒါကြောင့်မလို့အဲ့ B ဘက်ကလျှက်စစ်ဓာတ်တော့ကျွန်တော်တို့ပြတ်တောက်သွားမှာဖြစ်ပါတယ်เนาะပြတ်တောက်သွားတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီမှာဒီပုံလေးမှာကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့A ဘက်မှာပဲသူကလျှက်စစ်ဓာတ်တွေလှုပ်ရှားနေမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့သူကဘယ်လိုဖြစ်သွားလဲဆိုရင်ဒီလိုမျိုး DC လျှက်စစ်ဓာတ်အားလိုမျိုးသူကအပေါင်းဘက်တစ်ချမ်းထဲမှာသူကလှုပ်ရှားတဲ့သဘောမျိုးလေးဖြစ်သွားတာဖြစ်ပါတယ်အပေါင်းဘက်တစ်ချမ်းထဲမှာလျှက်စစ်ဓာတ်အားတွေရှိတဲ့ပုံစံမျိုးဖြစ်သွားတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ကဒီဘက်ထရီကနေလာတဲ့လျှက်စစ်ဓာတ်အားနဲ့ဒီ PN junction ကိုသုံးပြီးတော့ပြောင်းလဲလိုက်တဲ့ DC လျှက်စစ်ဓာတ်အားနဲ့ပေါ့နော်သူတို့တွေကဆိုလို့ရှိရင်အခုဒီမှာပုံထဲမှာမြင်တဲ့အတိုင်းကျွန်တော်ပုံစံမတူပါဘူးနော်ပုံစံမတူပေမဲ့လို့သူကဘာဖြစ်လဲဆိုလို့ရှိရင်ဒီ PN junction လေးကိုတုံးလိုက်တဲ့အတွက်ဒီမှာတစ်ဖက်ထဲမှာစီးဆင်းနေတဲ့အတွက်သူဟာလည်း DC လျှက်စစ်ဓာတ်အားပဲဖြစ်သွားတာဖြစ်ပါတယ်နော်ဒီ PN junction မှာဆိုလို့ရှိရင်တော့ voltage တွေကမငြိမ်ပါဘူးနော်ဒီမှာကျွန်တော်တို့ battery ကထွက်တဲ့လျှက်စစ်ဓာတ်အားဆိုရင်တော့ကျွန်တော်တို့ voltage တွေကငြိမ်နေမှာဖြစ်ပါတယ်ဒီ PN junction ကနေပြီးတော့ထွက်တဲ့လျှက်စစ်ဓာတ်အားတွေကိုလည်းကျွန်တော်တို့ဒီ battery ကထွက်တဲ့လျှက်စစ်ဓာတ်အားတွေလိုမျိုးငြိမ်အောင်ကျွန်တော်တို့လုပ်လို့ရပါတယ်နော်အဲ့လိုမျိုးငြိမ်အောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဟာဒီလျှက်စစ်ပတ်လမ်းထဲမှာတခြားသောလျှက်စစ် component တွေဖြစ်တဲ့ voltage regulator တို့ capacitor တို့စသဖြင့်ကျွန်တော်တို့ကထည့်သွင်းပြီးတော့ဒီလိုမျိုးဖိုးအားလေးကိုတက်နိုင်လို့ငြိမ်သွားအောင်တော့ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်နော်ကျွန်တော်တို့ကဒီသဘောတရားလေးတွေကိုကျွန်တော်သိထားမှာဖြစ်ပါတယ်ဒီ diode ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ဒီသဘောတရားလေးတွေရှိတာဖြစ်ပါတယ်နော်
အဲ့လိုမျိုးကျွန်တော်တို့ PN junction လေးတွေလည်းထည့်ထားမယ်တခြားသော voltage regulator တို့တခြား capacitor တို့ဘာတို့ပေါ့နော်ဒီ circuit ထဲမှာသူရေးထားမယ်ပေါ့နော်ကျွန်တော်တို့ကတော့လျှက်စစ်သမားတွေမဟုတ်တဲ့အတွက်အဲ့ဒါတွေကိုသိချာပြောပြလို့မတက်ဘူးပေါ့နော်ပြီးတော့ကြတော့ကျွန်တော်တို့ကဒီဒန်အုပ်ကိုကျွန်တော်တို့ကအဲ့ဒီ circuit တွေကိုကျွန်တော်တို့ကဖြုတ်ပြီးတော့ပြင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကဒီဒန်အုပ်ကိုကောင်းမကောင်းကိုကျွန်တော်တို့ကသိရှိရမယ်ဒန်အုပ်မကောင်းဆိုတာသိလို့ရှိရင်ကျွန်တော်တို့ကဒန်အုပ်ကိုအသစ်ဖြုတ်လဲမှာဖြစ်ပါတယ်နော်